မားတို့ရှိမှာပလာတာကိုစားချင်တော့စောလာမှရောက်တယ်ပလာတာကနေနည်းနည်းမြင့်လာနေကုန်ပါလို့ရှင်ဟုတ်ဆိုင်မှာရောင်းတာတော့၄မျိုးပဲရောင်းတာပါလေအော်ဒါမှာလို့ရှင်တော့တခြားဟာလေးလည်းပုတ်ပြီးဘဲရွှေကြီးကိုပဲယူ30သားတစ်ခုကို2000ပါအမတို့ဆိုင်မှာအဓိကရောင်းတာပြည်ထမင်းတုပ်ပြည်ချက်သားပလာတာတိုးဘူးတုပ်စိမ်မန်းတုပ်ပေါ့နော်ပြည်စားစားလေးရွှေတောင်မိုးရင်းမှာပြီးသွားလို့ရှင်ခောက်ဆွဲတုပ်ကြာဆန်တုပ်နန်းကြီးတုပ်တွေလည်းရပါတယ်မနက်စာအနေနဲ့စားတဲ့ခောက်ဆွဲတုပ်တို့ကြာဆန်တုပ်တို့နန်းကြီးတုပ်တွေကတော့စောကုန်တတ်ပါတယ်ပြည်ထမင်းတုပ်ကတော့အမတို့တနေ့ကိုရအောင်လို့စီစဉ်ထားပါတယ်လိုရင်လည်းပြန်လုပ်ပါတယ်ဟုတ်အမနာမည်မခင်သေးဘူးပါအင်းမသူပြည်သမင်းသုံးဆိုင်ရပါမှာမတို့မနက်ဆိုင်ဖွင့်ဖို့3နာရီရထားရတယ်မနက်3နာရီထားတယ်မနက်3နာရီထားပြီးတော့ထမင်းဟုတ်တယ်ရတယ်ကြိုးဘူးကြိုရတယ်ပြီးတော့တခြားအသားတွေပါတွေကြောရတယ်ပေါ့နော်ပြီးတော့တခြားပေါ်ပြီးတော့သမောတိစစ်တာတို့တခြားလိတာချက်တာလေးလောက်ရတယ်မောင်လေးဟုတ်ကြိုးဘူးကြိုတဲ့အခါမှာကြိုးဘူးကိုပေါ့နော်ဘဲမုံပေါ့အမတို့ကတော့အင်းမာနေပြီးမာတဲ့ကြိုးဘူးအတွက်ကြီးတန်ထုတ်ထားတဲ့ဘဲမုံပေါ့နော်အဲ့ဘဲမုံကိုဘဲမုံကြိုးဘူး90သားမှာရေကလို့စပူ6လုံးပေါ့နည်းနည်းလေးပြောတာကြလို့ရှိရင်တော့6လုံးခွဲလောက်ထည့်ပြီးတော့ကြိုးရတယ်ပေါ့နော်အမတို့ကတော့ဒဲပိုင်းနဲ့ထည့်ပြီးတော့ကြိုးတာပေါ့နော်အဲ့မှာခဏနိုင်ကြိုးဘူးတစ်ခါကြိုးဘူးချက်ဖို့ဆိုလို့ရှိရင်တော့အနည်းဆုံးမိနစ်20နာရီခွက်လောက်တော့ကြာတယ်မောင်လေးပြစ်ပြီးပေါ့နော်ကြိုးဘူးနံလေးမှုေးလာပြီးဆိုတော့မှအိုးတွေကချတာပေါ့နော်ဟုတ်ဆိုင်စောက်ခွင်တော့ကတော့အဲ့ကိုဗစ်တွေဖြစ်တော့မတို့ဟိုရုံးလုပ်တွေနားရတဲ့ခါကျတော့အဲ့ရနေစပြီးတော့ဒီလိုမတို့ဒေတာဘက်ကပေါ့နော်ထမင်းသုံးဆိုင်လေးဖွင့်ကောင်းမယ်ဆိုပြီးတော့နေဘက်ကနေပစ္စည်းလေးတွေမှာပြီးဖွင့်ပြသွားတာပါမှာအဲ့မနက်ကကြော်ထားတဲ့ဒိုဘူးကြော်လေးရတယ်အဲ့ဒါကကြတော့စိန်မန်းလို့ခေါ်တော့အမားတို့ပြည်သမင်းတုပ်ထဲမှာထည့်တယ်စိန်မန်းတုပ်တော့ကိုထည့်ဖို့ကြော်တာပေါ့နော်တချို့ကြတော့အဲ့ဒိုဘူးကြော်လေးကိုမှအချင်းနဲ့စားဖို့အော်ဒါမှချင်းနဲ့ဆိုလဲဒီတက်အမားတို့ကအဲ့အော်ဒါအတွက်ကိုလုပ်ပေးပါတယ်ဆိုင်မှာတော့ဒီလိုမျိုးချရောင်းတာမျိုးတော့မရှိဘူးပေါ့နော်အဲ့ဒိုဘူးကြော်ကကြစိန်မန်းကြော်ပေါ့နော်စိန်မန်းတုပ်ဖို့အတွက်ကြော်တာပါလို့စက်တလုံးကကြတော့အမတို့ကသဘာဝအတိုင်းပဲစက်သားကိုကြိတ်တယ်ကြိတ်ပြီးသွားလို့ရှိရင်စက်သွန်ပြူချင်းရည်လေးကိုမြစ်တယ်မြစ်ပြီးအရသာလေးထည့်ပါတော့နော်စားတကြား
အချိုမိုးလေးကိုထည့်ပြီးတော့ဒီတိုင်းလေးလုံးပြီးတော့ကြောတာပါလက်လက်ဆက်ဆက်စားဖို့တော့အမတို့မနဲ့ကြောင်မှကြောရတာပေါ့နော်ကြက်ပေါင်လို့ပါလို့လည်းအဲ့လိုပဲအမတို့တခြားဘာမှအယောမပါဘူးပေါ့နော်အသားကြော်တယ်မှာဟုတ်ကြာစံပြုတ်တာပဲပေါ့နော်ဘဲကြာစံပြုတ်တယ်ဒီဟိုခောက်ဆွဲတော့ကြာစံတော့တို့ကိုကြာစံပြီးပြုတ်ရတယ်ပေါ့ဗမာမုံကြတော့အမကညနေ3နာရီဆိုင်ပိတ်တယ်လေအဲ့ဆိုင်3နာရီနောက်ပိုင်းကျတော့မမတို့ဗမာမုံဖုတ်တာဟိုညပိုင်းဖုတ်တာပေါ့နော်ညပိုင်းဖုတ်တာပြီးတော့မတို့ဆိုင်မှာရတယ်ငါပြအားလုံးစလုံးမกินပေါ့နော်အားလုံးစလုံးမกินလေးကကျတော့ဘာကြီးထည့်လဲဆိုရင်သူ့မှာဟောပါပေါ့အားလုံးတစ်ပိတ်တာ50ကိုအမတို့ကဂျုံ30သားထည့်တယ်တခြား65ကျက်သားထည့်တယ်ပြီးရင်ထောပတ်စီရယ်စားလေးနည်းငယ်ပေါ့နော်ကြက်ဦးရထည့်ပြီးတော့ဖုတ်တာပါရွှေကြီးမှာဆိုလို့ရှိရင်အမတို့ကရွှေကြီး95ကျက်သားကိုရွှေကြီး95ကျက်သားကိုကြက်ဦး9လုံးထည့်တယ်ပြီးသွားလို့ရှိရင်တကြား80သားထည့်တယ်တပြည့်သီးစီကြောက်တီဟိုတီကြောက်ထောပတ်စီလိုနာမှာတော့ဖုတ်တာပေါ့နော်
ငါပြောသည်စနုံးမကင်းလည်းဒီချိုးတိုင်းလေးပဲဖုတ်ပါတယ်ဟုတ်အမတို့ကငါအဲ့စနုံးမကင်းနေကြတော့ညဘက်တည်းဖုတ်ထားပါတော့အမတို့ကဘာလို့လဲဆိုတော့မနက်အစောကြီးအော်ဒါပေးရတာမို့လို့လေဆိုင်မှာရောင်းတာတော့၄မျိုးပဲရောင်းတာပါလေအော်ဒါမှာလို့ရှိရင်တော့တခြားဟာလေးလည်းဖုတ်ပေးပုံမှန်၄မျိုးကတော့ပုံမှန်ရောင်းတာပေါ့နော်ဆိုင်မှာဟုတ်အမတို့ကပလာတာမှာထည့်တယ်ပဲဟင်းကိုကြတော့အာလူးနဲ့ပဲဟင်းချက်တာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကလည်းပဲစိတ်ထားတာကိုထည့်တယ်ပြီးရင်အာလူးကိုအမတို့ကမဆလာကိုယ့်ဘက်ကိုလော်တဲ့မဆလာပေါ့နော်ကိုယ့်ဘက်ကိုလော်တဲ့မဆလာလေးနဲ့အာလူးကိုချက်ထားပြီးတော့ပဲဟင်းလေးကိုလောင်းချက်တာပါအဲ့ကြက်သားပလာတာထဲမှာထည့်တယ်ကြက်သားအမတို့ကတီးတန့်ချက်ထားတယ်ဟောပေါ့နော်ဟိုမွေးကြိုင်လေးပြအောင်ကိုယ့်ဘက်ကိုအိမ်မှာလော်တဲ့မဆလာလေးနဲ့တီးတန့်ချက်ထားတာပါဟုတ်ဟင်းရတော့မနေ့ကမှပဲချက်တာအဲ့ကလေးပဲဟိုကြတော့ညတွေကပြုတ်ထားဖို့ပြီးသွားလို့ရှိရင်အာလူးကိုလည်းမနေ့ကမှချက်တာချက်သွားရင်အဲ့ကလေးပဲပုံပွက်စီရဲ့တဲ့ဟိုမတို့အာလူးချက်ထားတဲ့ဟင်းရည်ကိုလောင်းထည့်လိုက်တာပေါ့နော်လောင်းထည့်ပြီးတော့ချက်တာအချိန်ကတော့စူလို့ရှိရင်တော့ရပြီပေါ့နော်ဟုတ်ဟင်းရည်ချက်တာတော့မနေ့ကမှချက်တာပါအမားတို့ရှိမှာပလာတာကိုစားချင်တယ်တော့စောစောလာမှရမယ်ပလာတာကနေနည်းနည်းမြင့်တာနဲ့ကုန်ပါလေရှင်ဟုတ်ဒီပလာတာတပွဲမှာကြတော့ပလာတာတစ်ချက်ပါမယ်စမူတာပါမယ်စက်သားရဲ့အာလူရဲ့ပဲဟင်းရဲ့ချက်ထားတာလေးစမ်းပြီးတော့စားတာပေါ့နော်အဲ့ဒါကိုမှအချင်းဖြစ်နေတံမြာသီးကိုပေါ်ပြီးတော့နည်းနည်းပြီးတော့ပေါ်ပြီးတော့မျိုးသီးစိမ့်တို့ပစီနာတို့ထည့်စားတာပါအမားရှိမှာလူစားများတဲ့မီနူကတော့အဲ့ဒီထမင်းသုံးနဲ့ဒီစက်သားပလာတာပါအဲ့နှစ်မျိုးကတော့တော်တော်လေးရောင်းရပါတယ်ဒီထမင်းတော့ကတွဲစားလို့ရတာတွေကအသားကြော်တွေကအမဲကြော်ရတယ်မလို့ဆိုင်မှာအမဲကြော်စက်သားလုံးဝက်သားလုံးပြီးလို့ရှိရင်ဝက်ဥချောင်းငဖဲကြော်ရတယ်ပြီးွားစက်ဥကြော်ရတယ်စက်ပေါင်ကြော်ရတယ်ပေါ့နော်စက်သားလုံးဝက်သားလုံးအဲ့ဒါတွေကိုလုံးကတော့ကိုယ်တိုင်လုံးပြီးတော့ကြော်တာပေါ့အမဲသားကကြတော့မလို့အင်းမာနေမှာနေဟုတ်အင်းမာနေပြီးပို့ပေးတာပေါ့နော်အမဲသားဟုတ်အင်းမာအမဲသားကိုကြော်ပြီးတော့ရောင်းတာပါဒီထမင်းသုံးတပွဲမှာမတို့ကတူဦးထည့်ပေးတယ်ဟိုစိမ့်မန်းကြော်ပေါ့နော်စိမ့်မန်းကြော်တူဦးကြော်တာကိုခေါ်တာပေါ့နော်စိမ့်မန်းကြော်ထည့်တယ်အာလူထည့်တယ်ပဲချာဆန်ထည့်တယ်ဒီဝိုင်းသမော်တီထည့်တယ်ကော်ဖီနဲ့မီချက်တုံအရောလေးကိုထည့်ပြီးတော့ပဲမုံတို့ပစုံချောင်းမုံတို့စီချက်တို့နဲ့ထည့်ပြီးတော့တုပ်ပေးတာပေါ့နော်ဟုတ်ဟိုမနက်တုံးကဆိုလို့ရှင်ခောက်ဆွဲတုပ်ကြဆန်တော့မနက်တုံးကဟိုအလုပ်တဲ့ဟာလေးကတော့ခောက်ဆွဲကြဆန်အစုံတုပ်ကလေးသူကကြတော့အဲ့လိုပေါ့နော်ဟိုမနက်ကမှာလာကြတော့မွေးနေ့မှာပေါ့နော်လူဖို့အတွက်ကိုပွဲ90အော်ဒါမှာအဲ့သူ့မှာကျခောက်ဆွဲပါတယ်ကြောင်ဆန်ပါတယ်ပြီးသွားလို့ရှိရင်အာလူပဲပင်ပေါက်ကလေးတွေတူဘူးလေးတွေနဲ့အစုံတုပ်ကလေးတုပ်တာပါအဲ့ဒါလေးကတပွဲမှာ1500ပဲလူလို့တန်းလို့လည်းအစီပြေတယ်ပေါ့နော်အဲ့ငွေမောင်းလေးနဲ့ရောင်းပေးထားတာပါဟုတ်အမားတို့ဒေတာဘက်မှာကျတော့အဲ့ထမင်းတုပ်တို့အတုပ်တို့ကိုလုံးအင်ဘတ်နဲ့ပဲထုတ်တာပါနော်အင်ဘတ်နဲ့ထုတ်တော့အမဒီစိတ်ကူးလေးရတဲ့အချိန်မှာအမတို့ဒေတာရဲ့အတိုင်းလေးပေါ့နော်အနံ့အရသာကိုဖြစ်အောင်လို့ဆိုတော့အမတကူးတကောင်အင်မနေပြောတော့အင်ဘတ်ကလေးတို့မှားတာပါအကုန်လုံးအမတို့ဆိုင်မှာတုံးတဲ့ကုန်ကျန်းတော်တော်များများအင်မမှာတဲ့ကုန်ကျန်းတွေများပါတယ်ဟုတ်အင်ဘတ်တို့ကပဲမော့မယုံတီးကြမိုးချုပ်ကအစားအကုန်လုံးအင်မဘက်ကမှားတာပါဟုတ်အမားတို့ဆိုင်မှာဒီချက်သားပလာတာတစ်ပွဲကို3000ပါဒီချင်းမင်းသုံးတစ်ပွဲကို2300ပါဒီချင်းမင်းသုံးနဲ့တွဲစားတဲ့အသားကြော်တွေကအမဲကြော်တစ်တုံးကို1000စက်သားလုံးဝက်သားလုံးငဖဲကြော်ဝက်ဥချောင်းအဲ့ဒါတွေကိုလုံးဝတစ်ခုကို900ပါဒီချက်ပေါင်က2500ပဲရောင်းပါတယ်ဟုတ်တခြားအစုံတုတ်တို့ဒိုးဘူးတုတ်တို့ကတော့1500ပဲရောင်းပါတယ်ရှင်လမ်းကြီးတုတ်တစ်ပွဲ2300ပါ
ပြီးစိန်မန်းတုတ်က1800ကျပ်ပါရှင်ပြီးတော့ရွှေကြည်လေးတွေက30သားတစ်ခုကို2000ပါဘဲရွှေကြည်ကိုပဲယူဘူးပေါ့နော်30သားတစ်ခုကို2000ကျပ်ပဲရောက်ပါရှင်တခြားမီနူကတော့ခောက်ဆွဲတုတ်ကြာစံတုတ်မနှက်စာအနေနဲ့စားတဲ့ခောက်ဆွဲတုတ်တို့ကြာစံတုတ်တို့တုတ်နှန်းကြီးတုတ်တွေကတော့စောစောကုန်တတ်ပါတယ်ဒီချက်မင်းတုတ်ကတော့အမတို့တနေ့ကိုရအောင်လို့စီစဉ်ထားပါတယ်လိုရင်လည်းပြန်လုပ်ပါတယ်ဟုတ်အမတို့ဆိုင်မှာအဓိကရောင်းတာပြည်ထမင်းတုတ်ပြည်ချက်သားပလာတာတိုးဘူးတုတ်စိမ်မန်းတုတ်ပေါ့နော်ဒီစားစားလေးရွှေတောင်မိုးရင်းကပြီးသွားလို့ရှိရင်ခောက်ဆွဲတုတ်ကြာစံတုတ်နှန်းကြီးတုတ်တွေလည်းရပါတယ်ပြီးလို့ရှိရင်ဓမ္မမုံလေးတွေကတော့ရွှေကြည်လေးတွေရပါတယ်ငါဖေးလေးတစ်ခုကတိုင်းမဲ့အဲ့ဒါလေးရပြီးတော့အေးမီကိုအားပါပြီအဲ့နေရလားမရဒီချင်းမှာကြော်လိုက်မယ်ဟမ်မရဘူးတဲ့ကြော်လိုက်တော့မရဘူးတဲ့ဘယ်ပိုင်းသေးသွားပြီတမီးအဲ့စီရအေးရပြအဲ့စီနဲ့မကြော်နဲ့အနာပါလေကြောင်နေ每个人我要你清楚啊。Okay. အော်ဒါကတရက်ကြိုပြောရင်ရပြီမောင်လေးဟိုဒီလိုမျိုး delivery နဲ့မနက်စာလေးတွေမှာစားမယ်ဆိုလို့ရှင်တော့ည10:00နာရီနောက်ဆုံးထားပြီးမှာလို့ရတယ်။ဝဲ order အကြီးဆိုရင်တော့တရက်ကြိုပြောရင်ရပြီမောင်လေး။ဆိုင်ဖွင့်ချိန်ကတော့မနက်9:00နာရီကနေပြီးတော့နေ့လယ်3:00နာရီထိဖွင့်ပါတယ်။ဆိုင်ပိတ်ရက်ကတော့မရှိပါဘူး။ဒီလိုမျိုးအရေးကြီးတဲ့ကိစ္စလေးရေးဖို့ကိစ္စလေးရှိမှပိတ်ပြတာပါဟုတ်။ကျန်တဲ့ချိန်ကတော့ပိတ်ရက်မရှိဖွင့်ထားပါတယ်။ဆိုင်လိပ်စာလေးကတော့005B ကျွဲရှုကင်းတာအိမ်ရရှုကင်းတာလမ်းမှာပေါ့9ခွင့်မတိုင်တာမှာ